အပိုင်းနှစ်ရဲ့အစမှာတော့မဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တွေကတိုက်ခိုက်ဖို့အတွက်စားလိုက်ပြီးတော့ရုရှားသားကစ်ပေါင်တင်သမားကအလွန်လင်မြန်းတဲ့လက်သီးတွေကိုဇက်တိုက်ထိုးနေပေမဲ့အိုမာကတော့တတရာပဲရှောင်ပြနေခဲ့ပါတယ်အမြင့်ငန်ချက်တစ်ချက်ဝင်လာခဲ့တော့အိုမာကရှောင်လိုက်ပြီးဘောင်တင်သမားရဲ့ညီလေးကိုကန်လိုက်တာကြောင့်ဘောင်တင်သမားနဲ့မျက်ဖြူဆိုင်တဲ့အထိနာကျင်မှုကိုခံစားသွားခဲ့ရပါတယ်အမြင့်ကန်ပြီးအောက်ပိုင်းကိုကာကွယ်ဖို့မေ့နေတာလားနောက်ကကောင်မင်းကငါနဲ့ချကျင်သေးတာလားလို့အိုမာကအေးအေးဆေးဆေးပဲမေးလိုက်ပါတယ်နောက်ကလူကလည်းဒီလိုစိန်ခေါ်တာကိုသဘောကျနေပြီးအိုမရှိကိုတွားမလို့လုံနေခဲ့တာကိုအောက်ကကောင်ကတားနေတော့ချက်လောက်လေးထိလိုက်တာနဲ့သွေးတွေအတောင်းလိုက်ထွက်သွားတာကြောင့်အိုမာလည်းဘယ်လိုလုပ်လိုက်မှမသိသလိုဂျာကြီးကလည်းအိုမာအတွက်စိုးရိမ်နေတာကြောင့်သတိထားဖို့ကိုလှမ်းပြောနေခဲ့ပါတယ်ဒီတော့နောက်ကသူကအေးစေးပေါ့ဘိုးတော်ရငါသူနဲ့တိုက်ခိုက်မှာမဟုတ်ပါဘူးငါနာမည်ကလီဒိုလို့ခေါ်တယ်နောက်လာမဲ့ကန်ကန်ပြိုင်ပွဲမှာမင်းရဲ့ပြိုင်မဲ့ပါလို့ပြောလိုက်ပါတယ်နှစ်ယောက်စလုံးကတယောက်ကိုတယောက်ဝါးစားတော့မဲ့အကြည့်တွေနဲ့စိုက်ကြည့်နေခဲ့ကြတော့ဘေးကဂျာကြီးလည်းအိုမာရဲ့ပြိုင်ပွဲကိုကြည့်ပြီးအရန်ကိုတုံလုံးနေခဲ့ပါတယ်အခုချိန်မှာတော့ပြိုင်ပွဲတွေကိုရောက်လာခဲ့ပါပြီပျက်စီးနေတဲ့အစာအုံအောင်ထဲမှာဥက္ကဋ္ဌနိုဂီနဲ့သူ့ပြိုင်ပွဲယိုရှိတာဂီတို့ကပွဲမစခင်တွေ့နေကြပြီးအိုမာရဲ့ပုံစံကိုကြည့်ပြီးတော့ယိုရှိတာဂီကအထင်သေးနေခဲ့တာကြောင့်ဥက္ကဋ္ဌနိုဂီကစိတ်တော့မကောင်းပါဘူးဒီနေ့လဲကျုပ်ပဲအနိုင်ရအောင်ပါလို့ပြောလိုက်တော့ယိုရှိတာကလည်းမင်းကယုံကြည်မှုပြည့်နေပါလားဒါပေမဲ့မင်းလီဒိုကိုရှော့တွက်နေတော့မှားသွားလိမ့်မယ်ဆိုပြီးစကနိုင်လူနေခဲ့ကြပါတယ်ဦးကြောင်ကြောင်ဂျာကြီးကလည်းပွဲတော်စတော့မယ်အခုချိန်ထိလောင်းကြီးကိုမတီးသေးတော့မေးနေခဲ့ပါတယ်ဒီတော့အာဂီယာမာကဒီနေ့ပွဲရဲ့လောင်းကြီးကဒီစာဦးအောင်ကြီးကိုဖြိုချပြီးတော့ရန်ငွေ100ဘီလီယံတန်မိုးမြော့တိုက်ဆောက်လုပ်ခွင့်ကိုလောင်းထားတာလို့ပြောလိုက်တော့ဂျာကြီးတယောက်ကတော့သူ့လိုအကျွေးတောင်မဆက်နိုင်တဲ့သူအတွက်ဒီငွေပမာဏကြောင့်တော်တော်ကြီးကိုအံ့ဩသွားခဲ့ရပါတယ်သူအတွေးထဲမှာတော့ဒီနေ့ပြိုင်ပွဲကရိုးထိုးတက်ရုံနဲ့မကဘဲနဲ့100ဘီလီယံတန်ပြိုင်ပွဲဖြစ်နေတာကိုလည်းသိလိုက်ရပါတယ်ပြိုင်ပွဲမစခင်မှာတော့ဖိုက်တာတွေကသွေးပူလေးချင်းကနေအကြောလျှော့တာတွေလုပ်နေခဲ့ပါပြီဂျာကြီးကတော့ပြိုင်ပွဲကိုလာကြည့်နေတဲ့သူတွေကြောင့်အထူးသန်းနေဖြစ်နေတော့ဥက္ကဋ္ဌကဒီလူတွေကကန်ကန်အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေပဲသူတို့အကုန်လုံးကထိပ်တန်းစီးပွားရေးသမားတွေဖြစ်ပြီးပြိုင်ပွဲတိုင်းကိုလည်းလာကြည့်ကြတယ်တကယ်တော့ဒါတွေကအကြောင်းပြချက်တက်တက်ပဲဖြစ်ပြီးတော့ဖျော်ဖြေရေးတစ်ခုလိုတတ်မှတ်ထားတဲ့ပြင်ပွဲရလက်ကိုလောင်းစားလှုပ်ချင်တာကြောင့်လို့ပြောပြနေခဲ့ပါတယ်အခုချိန်မှာတော့ပြည်သက်တွေကနိုဂီဂရုရဲ့ဖိုက်တာအသစ်ပြောင်းလာတဲ့ကြောင့်လီဒိုလို9ပွဲထိုး9ပွဲနိုင်ဖိုက်တာတယောက်ကိုဒီကောင်လေးကဘယ်လိုနိုင်မှလဲဆိုပြီးပြောနေခဲ့ကြပါတယ်အာဂီယာမာကလည်းလီဒိုရဲ့လွတ်ဝက်လက်နက်အကြောင်းကိုတိုဂီတာအိုမာကိုမပြောပြထားတော့အဆင်ပြေပါမလားလို့မေးနေခဲ့တော့ဥက္ကဋ္ဌကဒီပြိုင်ပွဲကတိုဂီတာအိုမာကိုစမ်းသပ်တာဖြစ်ပြီးတော့ဒီနေ့ပွဲမှာမနိုင်ရင်သူ့ရဲ့ကြီးမားတဲ့ရည်ရွယ်ချက်အတွက်အသုံးဝင်မှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါတယ်ဒိုင်ရဲ့အချက်ပြမှုအောက်မှာတော့ပြိုင်ပွဲကလည်းစတင်လိုက်ပါပြီဒါပေမဲ့လည်းဖိုက်တာတွေကမလုံးမချက်ရှိနေကြတော့အားလုံးကလည်းဘာလို့နေမှမသိဖြစ်နေခဲ့ရပါတယ်ဒါပေမဲ့ဖိုက်တာတွေကတော့တယောက်ကိုတယောက်သေချာစောင့်ကြည့်နေပြီးတော့ကိုလေးချိန်နဲ့ကိုနေဟန်သားတွေကိုသေချာယူထားကြပါတယ်ဒါကဓာသမားနှစ်ယောက်ရှင်ချနေတယ်လို့မျိုးတစ်ချက်တည်းနဲ့ပွဲဆုံးဖြတ်ပေးနိုင်အောင်စတိုက်မဲ့အချိန်ကောင်းကိုလည်းစောင့်နေခဲ့ကြတာပါဒီလိုနဲ့နှစ်ယောက်စလုံးကစတိုက်ဖို့ဝင်လာကြပြီးအိုမာကတော့လက်သီးတစ်လုံးအရင်ကျွေးလိုက်တာကြောင့်လီဒိုလည်းနှာနီဖြစ်သွားပြီးတော့သူ့ရဲ့မြန်တန်တဲ့လက်သီးချက်တွေကိုလည်းအိုမာကအမြန်ရှောင်နေခဲ့ရပါတယ်ဒီလိုရှောင်းနေရင်ပြင်းထန်တဲ့ခြေကန်ချက်ဝင်သွားပြီးလီဒိုဖင်နိုင်ကျသွားတော့နောက်ထပ်ဒုတက်ချက်ပါထပ်ကျွေးလိုက်ပါတယ်လဲကျသွားတဲ့လီဒိုကိုအိုမာကလည်းအပေါ်စီးကနေစီးထိုးနေပြီးမင်းကိုမေတော်တယ်ထင်နေတာလားလို့မေးမေထိုးနေခဲ့ပါတယ်ဒီလိုဇက်တိုက်ထိုးနေရင်လီဒိုကလက်တစ်ချက်ဝေးလိုက်တာနဲ့အိုမာရဲ့ခန္ဓာကိုယ်မှာသွေးတွေထွက်လာနေပြီးအိုမာကိုယ်တိုင်တော့ဘာဖြစ်သွားမှမသိဖြစ်နေခဲ့ပါတယ်ဂျာကြီးကလည်းဓာတ်နဲ့လှီးလိုက်သလိုဖြစ်သွားတာကြောင့်အရန်ကိုအံ့ဩနေပြီးဥက္ကဋ္ဌကတော့လီဒိုကသူ့ရဲ့အထူးဆွမ်းအားကိုထုတ်သွင်းလိုက်တာကိုသိနေခဲ့ပါတယ်။စုပ်ကိုင်တဲ့ဆွမ်းအား၃မျိုးရှိပြီးအရာဝတ္ထုတွေကိုပြိချေတာ၊ကင်ဆောင်တာနဲ့ကုတ်ဖွဲတဲ့ဆွမ်းအားဆိုပြီး၃မျိုးရှိပါတယ်။ဒီအထဲမှာလီဒိုကကုတ်ဖွဲတဲ့ဆွမ်းအားမျိုးကိုပိုင်ဆိုင်ထားတဲ့အပြင်မတ်ဆောက်တဲ့ကြောက်ကဘာကိုကုတ်ဖွဲတက်ရင်တော့မှသူ့အတွက်ကငပြောသေးခွန်နွားစားသလောက်တော့မခက်တဲ့ဆွမ်းအားမျိုးကိုရထားတာကြောင့်လက်ချောင်းတွေကဓာတ်ချောင်းလိုဖြစ်နေပြီးသူ့လက်တွေနဲ့ထိလိုက်တဲ့အရာတိုင်းကအသားပဲဖြစ်ဖြစ်အယိုးပဲဖြစ်ဖြစ်ခုတ်ပြတ်နိုင်တဲ့အထိဆွမ်းအားကြီးမားပါတယ်။အိုမာကလည်းပြိသက်တွေတောင်ဒီကောင်ဆွမ်းအားကိုသိနေပေမဲ့ဟိုဘိုးတော်ကဘာကြောင့်မပြောပြလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်။လီဒိုကလည်းသူ့ရဲ့လက်တွေနဲ့စတိုက်လိုက်တော့အိုမာလည်းမနှဲလုံးအောင်ရှောင်နေရင်းနဲ့ပဲထိမိလိုက်တဲ့နေရာတိုင်းကသွေးတွေပန်းထွက်နေခဲ့ပါတယ်။နောက်တစ်ခါထက်ဝင်လာတော့အိုမာကပြင်းထန်တဲ့ခြေကန်ချက်တစ်ချက်ကျွေးလိုက်တော့လီဒိုလည်းမှောက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းကန်လိုက်တဲ့အချိန်မှာကိုင်းနဲ့လီဒိုကကုတ်လိုက်တာကြောင့်အိုမာရဲ့ခြေထောက်မှာဒဏ်ရာထက်ရသွားပြန်ပါတယ်။လီဒိုရဲ့ကုတ်ဖက်ဆွမ်းအားကမိုးရပါအားကောင်းတာဖြစ်ပြီးတော့ဆယ်နှစ်သားလောက်ကတည်းကအကျွေးသေးကိုချိုးနိုင်တဲ့အထိဆွမ်းအားကြီးနှုံးတော့သူ့ကိုယ်သူတန်ပန်လူသားတွေထဲကြော်လွန်တဲ့စူပါလူသားတစ်ယောက်လို့လည်းသတ်မှတ်ထားပါတယ်။အိုမာကလည်း
မင်းကိုမင်းစူပါလူသားဖြစ်ချင်ရအောင်မင်းကအဲ့လောက်စွမ်းစားရှိမနေဘူးမင်းမှာအခြားစွမ်းရများရှိနေမလားလို့ငါကစောင့်ကြည့်နေတာမင်းရဲ့ကုတ်ပဲ့စွမ်းရကိုနိုင်မဲ့နီးကိုငါကတီးပြီးသားဆိုပြီးတော့အနားကိုကတ်သွားခဲ့ပါတယ်အနားထိရောက်လာတော့လီဒိုကသူ့ရဲ့လက်ကိုအားကုန်လွှဲပြီးတိုက်ခိုက်လိုက်ပေမဲ့အိုမာကတော့သူ့ရဲ့လက်ကိုတသားရပြန်တော့ပြလိုက်တော့လီဒိုပါဝင်အားလုံးကလည်းအရန်ကိုအံ့ဩနေခဲ့ရပါတယ်ဥက္ကဋ္ဌကလည်းဒါကိုသိနေပြီးတော့အားပါတဲ့ကုံဝရဖို့အတွက်လက်ကအရှိန်နဲ့အကွာဝေးလိုအပ်ပြီးတော့ဒီလိုအနီးကပ်မှာတော့တူဘူးကိုတောင်ဖျက်နိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းသိနေခဲ့ပါတယ်လီဒိုကလည်းအိုမာရဲ့တွန်းအားအောက်မှာဘာမှမလုပ်နိုင်တဲ့အပြင်ခြေခံချက်တွေပင့်လက်သီးတွေကိုပါဇက်တိုက်ခံနေခဲ့ရပါတယ်ပဲပဲနဲ့နဲ့အတွက်ခံနေရတဲ့လီဒိုကိုကြည့်ပြီးတော့အားပေးနေတဲ့သူတွေကလည်းနားမလည်နိုင်ဖြစ်နေခဲ့ကြပါတယ်အိုမာကလည်းလဲကျနေတဲ့လီဒိုရဲ့မျက်နှာကိုခြေထောက်နဲ့နင်းချလိုက်ပြီးပြန်ပွဲကိုလည်းဆုံးသက်လိုက်ပါတယ်ဂျာကြီးကလည်းနိုင်ပွဲကိုအရန်ကိုအံ့ဩနေပြီးဥက္ကဋ္ဌကတော့အိုမာလုံနိုင်ခဲ့တာကြောင့်ကျေနပ်နေခဲ့ပါတယ်နောက်တစ်ခါမှတော့အိုမာလည်းထိုးချင်းငွေအများပြားရလိုက်သလိုဂျာကြီးလည်းတူတူရလိုက်တာကြောင့်ပျော်ပျော်ပါးပါးစားတောက်နေခဲ့ကြပါတယ်ဒီအချိန်မှာပဲအာဂီယာမာကကန်ကန်ပြိုင်ပွဲမှာပြိုင်ပွဲဝင်1200လောက်ရှိပြီးတော့ဖိုက်တာတယောက်ကိုတစ်နှစ်10ပွဲထက်ထိုးရတာကြောင့်တခြားအဖွဲ့အစည်းတွေတဲ့ပိုများတဲ့အပြင်ဖိုက်တာတွေကလည်းထိပ်တန်းအဆင့်ရှိတာကြောင့်ပြိုင်ပွဲအတွင်းမှာအသက်ပေးရတဲ့သူတွေလည်းအများကြီးရှိတယ်လို့ပြောနေခဲ့ပါတယ်လာတာကလည်းမက်လောက်အောင်ပေးထားတော့မန်ယူရဲ့ဆန်တဲ့သူတွေနဲ့ရွေချက်တစ်ခုကြောင့်လာပြိုင်ကြတဲ့သူတွေနဲ့ဆိုတော့တိုကီတာအိုမာကဘာကြောင့်လာပြိုင်တာလဲလို့လည်းမေးနေခဲ့ပါတယ်ဒီတော့အိုမာကတိုက်ခိုက်ဖို့အတွက်အကြောင်းပြချက်မလိုပါဘူးဘသူကအစွမ်းသာပိုးကောင်းလဲဆိုတာပြချင်အောင်ပါပဲလို့လည်းပြောလိုက်ပါတယ်အာဂီယာမာကတော့ဒီစိတ်ကူးလေးကနေအသက်ပေးရနိုင်တယ်လို့ပြောနေတော့အိုမာကတော့သူရှုံးမဲ့အချိန်ကငရဲကမီးတွေရေခဲဖြစ်သွားတဲ့အချိန်လို့ပြောလိုက်တော့ဂျာကြီးတို့နှစ်ယောက်လုံးလည်းအရန်ကိုအံ့ဩသွားခဲ့ရပါတယ်ဒါပေမဲ့အိုမာရဲ့စိတ်ထဲမှာကတော့လူတစ်ယောက်ကိုရှာနေပြီးတော့ဖိုက်တာ1200ထဲမှာပါလာဖို့မျှော်လင့်နေတယ်လို့စီးရင်ရှင်းစရာလည်းရှိနေခဲ့ပါတယ်နောက်တစ်ခါမှတော့ကိုဂရုရဲ့ဖိုက်တာ UA မှာဆန်ရှီကသူ့ရဲ့အစွမ်းစားကိုအကုန်ထုတ်ပြလိုက်ပါတယ်ကိုဂရုရဲ့ဥက္ကဋ္ဌကလည်းဒါကိုသဘောကျနေပြီးဆန်ရှီကတော့ကန်ကန်ပြိုင်ပွဲမှာမိတ်ဆွေဟောင်းတယောက်ဝင်ပြိုင်နေတယ်လို့ကြားထားပြီးသူထင်မှားနေတာကိုစီးရင်ရှင်းစရာရှိလို့လာပြိုင်တာလို့ပြောလိုက်ပါတယ်ဒီတော့ဥက္ကဋ္ဌကလည်းဆန်ရှီရဲ့အစွမ်းစားကိုသဘောကျတာကြောင့်ကိုဂရုရဲ့ကိုသားပြုဖိုက်တာအဖြစ်ရွေးလိုက်ပြီးတယောက်ကိုတယောက်မိတ်ဆက်နေခဲ့ပါတယ်ဒီပိုင်းလေးကတော့ဒီမှာနေပြီးတော့ခဲ့ပါပြီနောက်ထပ်ဘယ်ဖိုက်တာတွေပွဲကြံပြမလဲဆိုတာကိုတော့နောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်